2025 ကုန်မှုက3လပဲလူတော့တယ်2026 မတိုင်ခင်မှာ16ပညာရက်ကိုအခြေခံကနေစပြီးတော့၄လသိမ်းယူခြင်းနဲ့လွယ်ကူတဲ့နည်းစနစ်နဲ့ဖြစ်ရမယ်နှစ်သိရောက်ဖို့ကလည်း3လပဲလူတော့တာဆိုတော့အချိန်ကလည်းအများကြီးမရတော့ဘူးဒါဆိုရင်သင်ကိုတစ်ခုပဲမေးချင်တယ်16ပညာရက်ကိုအမှန်တကယ်ပဲသင်ယူချင်တာလားဒါဆိုရင်တော့သင်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့16သင်တန်းကိုကျမတို့စုကော်လရှင်ကနေပြီးတော့ဖွင့်ပေးထားပါတယ်အဲ့ဒီအတန်းကကြတော့လာမယ့်17လပိုင်းမှာဖွင့်မယ်16သင်တန်း level 1ဆိုတဲ့အတန်းဖြစ်တယ်အခြေခံစက်နေကစပြီးတော့သင်ပေးတယ်လွယ်ကူတဲ့လက်မနီးစနစ်ကိုဒီနေ့ခေတ်မှာ update ဖြစ်လာတဲ့ပညာရက်တွေနဲ့ပေါင်းစပ်ပြီးတော့ချုပ်ပြီးတာနဲ့ fitting ကြအောင်ချုပ်လို့ရတဲ့အနေအထားအထိကိုသင်ပေးထားတာဖြစ်လို့16ပညာရက်ကိုအခြေခံကနေပြီးတော့စပြီးတော့လေ့လာသင်ယူခြင်းနဲ့ဒီအခြေခံပညာရက်ကိုလည်းပန်ပိုင်နိုင်ဖြစ်ချင်တယ်ဆိုရင်တော့အဲ့ဒီအတန်းကိုမဖြစ်မနေတက်သင်ပါတယ်အဲ့ဒီအတန်းရဲ့သင်တန်းကြေးအပြည့်ကတော့9သိန်းပါတို့ပေမဲ့အထူးကြေး3သိန်းကျပ်နဲ့10ဦးကိုပေးထားတယ်အဲ့ဒီတော့ကိုကဒီပညာရက်ကိုလည်းသင်ယူခြင်းနဲ့အထူးကြေးလည်းရချင်တယ်ဆိုရင်တော့အထူးကြေးပေးထားတဲ့လူဦးရေအတွင်းမှာအပ်ဖို့လိုပါလိမ့်မယ်ကဲသင်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့သင်တန်းကလည်းရှိနေပြီပြောရမယ်ဆိုလို့ရှိရင်တော့ရေခံအသင့်ကြာအသင့်ပေါ့နော်သင်ရဲ့စိတ်ကူအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ကတော့သင်အပေါ်မှာပဲမူတည်ပါတယ်ကျေးဇူးတင်ပါတယ်ဒီချက်စုပါ